ဒီနေ့ဗီဒီယိုလေးမှာတော့ Camera Raw အကြောင်းကို sharing လုပ်ပေးချင်ပါတယ် Camera Raw ကကွန်ပျူတာတစ်လုံးနဲ့တစ်လုံးမှာ version တူချင်းမှတူမယ်ခုဒါဆိုလို့ရှိရင် Photoshop 2023 version သွင်းထားတာပဲဖြစ်တယ်2023 version မှာ edit ထဲကိုဝင်ပြီးတော့ preference ကိုနှိပ်လိုက်မယ်အောက်ဆုံးမှာရှိနေ Camera Raw ဆိုတာလေးကိုနှိပ်ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Camera Raw version က 19.1 ပေါ့နော်ကျွန်တော်ရဲ့ version က 19.1 ပဲဖြစ်ပါတယ် Photoshop 2023 version မှာCamera Raw က 19.1 version ဖြစ်ပါတယ်အခုနောက်ပိုင်းမှာထပ်ထွက်တဲ့ဟာလေးရှိရယ် Camera Raw update ကဘယ်အချိန်မှာမြင့်ပေးရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးချင်ပါတယ်ဥပမာကျွန်တော်ကဒီ6လပိုင်းမှာ Camera Raw ကို update လုပ်လိုက်တယ်10လပိုင်း17လပိုင်းမှာနောက်ထပ် camera model အသစ်ပေါ့နော် Sony ကပဲဖြစ်ဖြစ် Fuji ကပဲဖြစ်ဖြစ် camera model အသစ်တစ်ခုဟာထပ်ပြီးပေါ်လာမယ်ဆိုလို့ရှိရင် camera raw ကို update လုပ်ပေးဖို့လိုပါတယ် software ကအရင်ထွက်ထားတယ်ပြီးတဲ့ခါကျမှ camera ကထွက်တာဖြစ်တော့ကြောင့်မလို့ဒီ camera ထဲမှာရိုက်တဲ့ raw တွေအကုန်လုံးကို camera raw ကသိမှာမဟုတ်တော့ဘူးလွယ်လွယ်ကူကူပြောရမယ်ဆိုရင်တော့ camera raw က update မဖြစ်တော့ဘူးအဲ့တော့ကြောင့်မလို့ camera တွေအသစ်ပေါ်တိုင်းကတော့ camera raw ကို update လုပ်ဖို့တော့လိုတယ်တကယ်လို့ကိုကဒီ version နဲ့သုံးရတာအသားကျနေပြီအဆင်ပြေနေပြီဆိုရင်တော့မလုပ်ချင်လည်းရတယ် update အသစ်တင်လိုက်ပြီဆိုတော့ね camera model အသစ်တွေရဲ့ raw တွေကို handling လုပ်လို့ရပါမယ်ဖွင့်လို့ပွင့်သွားမယ်ပေါ့နော်ဒီလိုပြဿနာလေးတွေကင်းသွားမယ်ပြီးတဲ့ခါကျတော့သူ့မှာနောက်ထပ် AI feature တို့ plug-in feature တို့အရင်တနေ့ကကျွန်တော်လုပ်ခဲ့ပြီးတဲ့ portrait ကို preset ပေးထားတဲ့ setting တွေဆိုလို့ရှိရင် camera raw 16မှာပါတယ်ပေါ့နော်ဒီခြားတော့မှတ်မိတော့ပေါ့နော်16မှာစပါလား16မှာစပါလားတော့မသိဘူး Photoshop ရဲ့ camera raw ကိုကျွန်တော် masking တွေဘာတွေကတော့တော်တော်များများလုပ်လို့ရတယ် AI နဲ့လည်းသိလာပြီပေါ့နော်အသေးစိတ်ပေါ့နော်အသေးစိတ်အဲ့လိုမျက်ခုံးတွေမျက်လုံးတွေကိုလုပ်လို့ရတဲ့ဟာတော့ကျွန်တော်သိတော့16မှာစပြီးတော့တတိထားမိတယ်သူပါတဲ့ဟာလေးစမ်းသုံးကြည့်အောင်မယ်ကွာဆိုသုံးကြည့်နေတွေ့တဲ့ဟာလေးကိုကျွန်တော် sharing ပေးတယ်အခုအဲ့ဟာလေးကလည်းအဆင်ပြေရဆိုတဲ့ခါကျတော့ဒီဟာလေးကို73ပြည့်နေရပါတော့အသုံးပြည့်နေတဲ့နေရာမှာကောင်းတဲ့ဟာလေးပတ်စံလည်းမကုန်ဘူးเนาะကိုယ်မှာ Photoshop software ရှိပြီးသွားပြီဆိုလို့ရှိရင် camera raw update လုပ်လိုက်မယ်ဆိုလို့ရှိရင်တွက်လိုက်ရင်လေးကိုကျွန်တော်တန်းသုံးလို့ရမှာဖြစ်တယ် camera raw update လုပ်လိုက်ခြင်းအပြင် preset တွေ masking တွေအကုန်လုံးပေါ့နော် version အသစ် feature အသစ်လေးတွေအကုန်လုံးကိုကျွန်တော်တို့သုံးလို့ရမှာပဲဖြစ်တယ် camera raw ကိုကျွန်တော်တို့ update လုပ်မယ်ဆိုလို့ရှိရင် Photoshop ကိုပိတ်ထားပေးဖို့လိုတယ် Photoshop ပိတ်လိုက်ပါမယ်အရင်ဦးဆုံးကျွန်တော်တို့ Google ထဲမှာ Adobe Camera Raw ဆိုပြီးရိုက်လိုက်လို့ရတယ်ဒီဟာလေးကိုနှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့က page က Camera Raw plugin တွေကိုတန်းရောက်သွားမှာပဲဖြစ်တယ် Apple ဆိုရင် Apple PC ဆိုရင် PC ပေါ့နော်ကိုဆက်အတွက်ကိုလိုတဲ့ software တွေကိုကျွန်တော်တို့က download ဆွဲလို့ရမှာပဲဖြစ်တယ် download for Windows ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ download ဆွဲသွားမှာဖြစ်တယ်download ကတော့ဆွဲမယ်ဆိုလို့ရှိရင်တော့သူကတော့ 1.7GB ရှိရဆိုတဲ့ခါကျတော့ download ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးကြာကောင်းကြာနိုင်တယ်အဲ့တော့ကြောင့်မို့ကျွန်တော်ကြိုဆွဲထားပေးထားတယ် camera raw ကကိုယ့်ရဲ့ set နဲ့ support ဖြစ်တယ်မဖြစ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ download မဆွဲခင်မှာစာဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းဖတ်လို့ရတယ်ဒီမှာအနည်းဆုံးပေါ့နော် minimal နဲ့ recommend နဲ့နှစ်ခုရှိပါတယ်အဲ့တော့သူအနည်းဆုံးရှိရမယ့်ဟာကတော့ Windows ထဲမှာဆိုလို့ရှိရင် 2.0 GHz လောက်တော့ရှိတင်တာပေါ့ Intel ပဲဖြစ်ဖြစ် AMD ပဲဖြစ်ဖြစ်ပေါ့နော်ဒါက Windows အတွက်ပြောထားတာပါပြီးရင်64 bit ဖြစ်ရမှာပေါ့နော်operating system ကတော့ကျွန်တော် Windows 10ရမယ် Windows 11ရမယ် RAM အနေနဲ့ပြောမယ်ဆိုရင်အနည်းဆုံး 4GB ရှိရမယ်ဥပမာ 16GB 32GB ရှိမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းနိုင်တယ်ဆိုတော့ RAM များလေခုနပြောတဲ့ဒီ AI Max တွေသုံးရတဲ့ဟာပို့ပြီးကောင်းလေ graphic card ကလည်း powerful ဖြစ်လေလေ image တွေကို generate လုပ်တဲ့အချိန် process လုပ်တဲ့အချိန်မှာပို့ပြီးမြန်လေပဲဖြစ်မှာပေါ့နော်ဆိုတော့ hard disk space ကတော့ 4GB တောင်းထားတယ် SSD ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဆိုတော့ဒီလိုသူရဲ့ system requirement တွေမပြည့်ဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ကျွန်တော် set ကြီးကလေးရင်လေးမယ်ဒါမှမဟုတ်လို့ရှိရင်ဓာတ်ပုံတွေအများကြီးကိုတစ်ခါလေးတင်ပြီးဖွင့်နေဆိုတဲ့အခါမျိုးကြောက်လို့ရှိရင်ကျွန်တော်တန့် file တွေ cache file တွေအရင်များသွားပြီဆိုလို့ရှိရင်လေးသွားနိုင်တယ်ဆက်တစ်လုံးနဲ့တစ်လုံး performance နဲ့မတူဘူးပေါ့နော် processor မြင့်ရင်မြင့်တယ်လို့ RAM ကောင်းရင်ကောင်းတယ်လို့ graphical performance ကောင်းရင်ကောင်းတယ်လို့မြန်သွားမှာဖြစ်တယ်ကျွန်တော်ဆိုလို့ရှိရင် Windows ကြီးပဲတည်တဲ့အောင် 1D ထားပေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ဓာတ်ပုံပုံတစ်ထောင်ကို camera raw ထဲမှာတန်းဖွင့်ပြီဆိုလို့ရှိရင်ဒီဖွင့်လိုက်တဲ့ file တွေအကုန်လုံးရဲ့တန့် file ပေါ့နော် cache file တွေအကုန်လုံးကကျွန်တော် C ထဲမှာတော့ run တယ်ဆိုတော့ဒီက Photoshop ဖွင့်ပြီးအလုပ်လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီ Windows ကို C ချမ်းကိုဖွင့်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် data ကပုံမှန်ထက်များသွားတာကိုတွေ့လိမ့်မယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီ virtual ပေါ့နော် virtual သူကဒီ process လုပ်ဖို့အတွက်ကို data တွေကောက်ရေးပလိုက်တယ်ပြီးသွားပြီဆိုရင် Photoshop ပြန်ပိတ်လိုက်ရင်သူ auto ပြတ်သွားတယ်တချို့ file တွေကလည်းကျန်တဲ့ခါကျလို့ရှိရင်ကျွန်တော်က cache file ကို clean cache ဆိုပြီးတော့ရှင်းပြရတဲ့အခါမျိုးလေးတွေရှိကောင်းရှိနိုင်တယ်ဆိုတော့ဒါက system requirement ပေါ့နော်တချို့ဆိုရင်ကျွန်တော် comment မှာလာမေးကြတယ်ပြလိုက်ရင်မရဘူးပေါ့နော်သူက2020 version ဖြစ်နေတယ်2022 version ဖြစ်နေတယ်ဆိုတဲ့အချိန်မျိုးမှာဘာလုပ်လို့ရလဲဆိုတဲ့အခါကျတော့ကျွန်တော်19.5ပေါ့နော်အခု download ဆွဲလိုက်တဲ့ဟာ19.5ဒါပေမဲ့19.5ကကိုယ့်ရဲ့ set ကို support မပေးဘူးဆိုလို့ရှိရင် download ဆွဲလို့မရဘူးဆိုရင်ကျွန်တော်က16ရှိရယ်16.5ရှိရယ်အဲ့ဒါလေးကို download ပြောင်းဆွဲကြည့်ပါနော် download ပြောင်းဆွဲပြီးသွားပြီဆိုရင်ကျွန်တော် install လုပ်လိုက်မယ်ဆိုလို့ရှိရင်ဘာပဲပြော latest ပုံရင်တော့မှသူတစ်ဆင့်နေတဲ့ဟာပေါ့နော်ပါကောင်းလဲပါနိုင်မယ်ကျွန်တော်တေချာ confirm မပြောတတ်ဘူးเนาะအဲ့တော့ software တွေ uninstall လုပ်ပြီးတော့ပြန်သွင်းရမယ်ကျွန်တော်
လုပ်ပြလို့အဆင်မပြေတဲ့အတွက်ကြောင့်မို့ကျွန်တော်အခု tutorial လေးလုပ်မယ်ဆိုရင်ကြည့်လိုက်တယ်ဆိုရင်အချိန်ကြတော့အခုပေါ်နေတာကဟိုပါဗောနော်19.5ဗောနော်ကျွန်တော် version 19.1ဆိုတဲ့ခါကျတော့ကျွန်တော်လည်း tutorial လေးလုပ်လိုက်မယ်ပြီးတဲ့ခါကျတော့ sharing လေး knowledge sharing လေးလုပ်ရင်းနဲ့ဒါလေးကို download ဆွဲပြီးလုပ်လိုက်တာပဲဖြစ်ပါတယ် download ဆွဲလိုက်ပြီဆိုရင်ကျွန်တော် download ဆွဲလိုက်တဲ့ဟာက set ရဲ့ download ထဲကိုရောက်သွားမှာဖြစ်တယ် install လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Photoshop ကိုပိတ်ထားဖို့လိုတယ် 19.5 ကိုကျွန်တော်တို့က installation လုပ်သွားမှာပဲဖြစ်တယ်ဗောနော်ခဏတော့စောင့်မယ်ဒါတော့မေးတယ်ဗောနော်ဒီ EAC file เนี่ย run မယ်ဆိုလို့ရှိရင်ကျွန်တော် run ဆိုတဲ့အားလေးနှိပ်လိုက်အဲ့ခါကျလို့ရှိရင်သူ installation လုပ်တဲ့ page ကိုရောက်သွားမယ်ဗောနော်အရေးကြီးတာကတော့ software တစ်ခုတွင်းပြီးသွားပြီဆိုတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ကဟောဗောနော် restart ချပေးရတယ်အဲ့ဒါကတော့အရင်ရေးကြည့်ရယ်မတွင်းခင်မှာ software တွေပိတ်ရမယ် software ကိုတွင်းပြီးသွားပြီဆိုတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့က restart ချပေးရမှာဖြစ်တယ်အခုဒါကတွင်းမလားဆိုပြီးတော့ကျွန်တော်တို့က yes ဗောနော်ဒီ software တွေကတွင်းမှုတဲ့လူတိုင်းသိပါတယ်ကျွန်တော်တို့ကလက်မခံဘူးဆိုလို့ရှိရင်လည်းမရဘူးเนาะသူက license agreement တွေ terms and condition တွေကအကုန်လုံး yes ပဲလုပ်ရမယ်အဲ့ဒါကြီးမလုပ်ဆိုလို့ရှိရင်လည်းရှေ့ဆက်လို့မရဘူးအဲ့တော့ဘာမှလုပ်စရာမလို software install လုပ်ရအရင်လွယ်တယ် accept လုပ်လိုက်မယ် next နေလိုက်မယ်ပြီးသွားရင် install လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ပြီးသွားပြီဘာဆိုဘာမှလုပ်စရာမလိုသူကသူဖြီးရရှိဖြီးသွားမယ်တွင်းရရှိတွင်းသွားမယ်ဒါက software တွင်းတဲ့ဟာပေါ့နော် software တွင်းတဲ့ဟာအရင်လွယ်ပါတယ်ဆိုတော့ဒါကကိုယ့်ဆက် performance မူတည်ပြီးတော့ကြာချိန်လေးကတော့နည်းနည်းလေးကွာကောင်းကွာနိုင်တယ်ဗောနော်မလိုတဲ့ဟာတွေပိတ်ထားဗောနော်ကျွန်တော်ဆိုရင်ဘာမှမဖွင့်ထားဘူးအခုလောလောဆယ်မှာကျွန်တော်ဖွင့်ထားတာဆိုလို့ဒီဟိုဗာလဲ explorer လေးရယ်ဒီ software သွင်းနေတဲ့ဟာလေးနှစ်ခုပဲရှိတယ် software တွေအများကြီးဖွင့်ပြီးသွင်းမယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးအဲ့တော့အလုပ်လုပ်ပြီဆိုတော့ကျွန်တော်တစ်ခုဆိုတစ်ခုပဲအားစူးစိုက်ထားတာပို့ပြီးတော့အဆင်ပြေတယ်ခုလုပ်မယ်ဆိုလို့ရှိရင်ကျန်တဲ့မလိုအပ်တဲ့ဟာတွေပိတ်ထားတာကောင်းတယ်အရင် Apple သုံးတော့ကျွန်တော်လည်း software ကို background မှာ run ထားတယ်ဗျာဖွင့်ထားတယ်ကိစ္စမရှိဘူးဒါပေမဲ့အဲ့လိုမျိုးအများကြီးဖွင့်ပြီး run တာနဲ့စားလို့ရှိရင်ကျွန်တော်တို့ကတစ်ခုချင်းစီကိုဖွင့်ပြီးတော့လုပ်တဲ့ဟာကတော့ပို့ပြီးတော့မြန်တယ်အခုဒါဆိုရင် software ကပြီးသွားဆိုရင်ကျွန်တော်တို့ finish နှိပ်လိုက်ပါမယ် finish နှိပ်လိုက်ပြီဆိုရင်ချိန်ကြလို့ရှိရင်ကျွန်တော်တို့ဒါပိတ်လိုက်တော့မယ်ဒါလေးလည်းပိတ်လိုက်မယ်ပေါ့နော်ပိတ်ပြီးတော့ကျွန်တော် Photoshop ပြန်ဖွင့်ပါမယ်ကျွန်တော်ရဲ့ Photoshop က2023 version ပေါ့နော်2023 version ဆိုတော့အခုတော့ loading တော့စတက်နေပြီပေါ့နော် loading တက်နေပြီဆိုတော့ခုနကလိုပဲကျွန်တော်ဟိုပါပေါ့နော် edit ထဲက preferences ထဲက camera raw ကိုတွားကြည့်လိုက်ပါမယ်delete the camera raw preference ဆို yes နဲ့ကြည့်လိုက်မယ်ရပြီ okay ဒါဆိုရင်အဟောင်းကိုသူကဖြတ်ပလိုက်တာဗောနော်အဟောင်းကိုဖြတ်ပလိုက်တယ်ကျွန်တော်တို့အခုဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ဗာဖြစ်သွားလဲဆိုတော့ version က 17.5 ဖြစ်သွားပြီဗောနော်ခုနကကျွန်တော်မသုံးခင်တော့က 17.1 အခုက 17.5 ဖြစ်သွားပြီသူ့မှာတော့ဗာ feature တွေအသစ်ပါလာတယ်ဘာတွေလောက်ထားလဲဆိုတဲ့ဟာကတော့ကျွန်တော်လည်းတခြားမဖတ်ကြည့်ရသေးဘူးဒီ software ကတော့ August 23 ရက်နေ့2025မှာထွက်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်ဒီနောက်ပိုင်းမှာထွက်လာတဲ့ကင်မရာတွေရဲ့ raw တွေဆိုရင်တော့တိမှာမဟုတ်တော့ဘူးသူ့ထဲမှာဘာ feature တွေအသစ်ပါတယ်ဘာ setting တွေအသစ်ပါလဲဆိုတဲ့ဟာတော့ကျွန်တော်လည်းမလေ့လာသေးဘူးအဲ့ဒါလေးတစ်ထရရဆိုလို့ရှိရင်လည်း tutorial လေးလုပ်ပေးပါမယ်ကင်မရာ raw ကို update လုပ်တဲ့အကြောင်းကတော့ဒီလောက်ပါပဲမရှင်းတာအဆင်မပြေတာရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်တဲ့ video တွေမှာတွေ့မယ်နော်